ကျွန်တော်တို့ဒီ noun pronoun adjective ဒီစကားလုံးသုံးလုံးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဒီ adjective ဒီတော့နဲ့ဆုံးတဲ့ noun အဓိပ္ပာယ်ကိုဖြည့်ပေးတယ် noun ဆိုတာဒီဒါအရာဝတ္ထုပစ္စည်းလူပုဂ္ဂိုလ်နေရာတွေရဲ့အမည်တွေကို noun တွေနဲ့မှတ်ထား pronoun ကြတော့လူတွေနာမည်တွေအရာထက်ခါထက်ခါမသုံးချင်ဘူးအဲ့ဒီဟာတွေအစားပြန်သုံးရမယ်ဟာကိုကြတော့ pronoun အဲ့ဒီအဓိပ္ပာယ်လေးနဲ့သိပြီးကျွန်တော်တို့စကားပြောကိုသုံးတော့မှာဖြစ်ပါတယ်ဒီမှာဆိုရင် this shall ပေါ့ I take this shirt ဒီ shine you like leave that one တခြားရှာကိုထားခဲ့လိုက်အဲ့လိုပြောရပါတော့။ဒါဆိုရင် those people ဒီလူတွေဟာငါ့ကိုကူညီကြတယ်။ဟိုလူတွေကကူညီကြတယ်ပေါ့နော်။ဥပမာ those people help me ဟိုလူတွေကငါ့ကိုကူညီကြတယ်လူပဲသူ့ကိုညွှန်ပြတယ် those ဆိုတဲ့စကားလုံးပေါ့နော်။ဒါအညွှန်ပြတယ် those စကားလုံးဒါတွေကလည်း adjective ထဲမှာပါတာပဲ some sugar အချိုတော့ပေါ့တခြားအချို့ပေါ့ဒီမှာကျတော့I need some sugar to get coffee coffee တောက်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့တခြားနည်းနည်းလိုတယ်ပေါ့နော်ရှိလားပေါ့ do you have any မြန်မာနည်းနည်းရှိလားအမှဆိုလို့ရှိရင်တော့ some sugar တခြားအချို့ sugar ဆိုတဲ့တခြားကိုအဓိပ္ပာယ်ဖြစ်ပြီးတော့ any I have enough money နာမှာပတ်စံအလုံးလောက်ရှိတယ်ဒါပတ်စံတော့ပတ်စံလုံးလောက်တဲ့ပတ်စံဆိုတော့ enough money every minute every second every hour is precious for us ငါတို့အတွက်အချိန်ကြီးရောနာရီမိနစ်တွေရောတန်မိုးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်ဒီလိုကြောင့် adjective မှာလည်းတန်မိုးရှိတော့ပေါ့အဲ့ဒီဟာကနေတော့ကနေဒီပြောင်းမှုအတွက် verb ဆိုတဲ့စကားလုံးလေးတွေကို verb to be ဆိုတဲ့စကားလုံးလေးနဲ့တွဲတဲ့အခါမှာကျွန်တော်တို့တော့ကနေဒီပြီးတော့ verb ပြောင်းသွားတယ်မကြခင်မှာ verb ခံမှာတွဲရမှာဖြစ်ပါတယ်ဒါဆိုရင်မြန်မာ dress ဝတ်စုံတော့ဝတ်စုံပဲဘာဝတ်စုံလဲမြန်မာ dress မြန်မာအဝတ်အစားကိုဒါဖော်ပြတာပေါ့ဝတ်စုံတော့ဝတ်စုံဘာဝတ်စုံမြန်မာဝတ်စုံဒီစကားလုံးကလည်းပဲ adjective ပဲဖြစ်ပါတယ်ဒါကိုသိထားဖို့လိုပါတယ်ဒီမှာ adjective နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့တွေက verb မှာတဲ့ verb ဆိုတဲ့စကားလုံးတစ်လုံးမှာ ing ရဲ့ ad ရဲ့ en ရဲ့ထည့်ပြီးတော့ရတဲ့စကားလုံးတွေကလည်းကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင် adjective လို့ခေါ်ပါတယ်တဲ့ adjective လို့ခေါ်တယ်ပေါ့ verb ဒီမှာဆိုဥပမာဆိုလို့ရှိရင်တော့ boing သူ့နောက်မှာ ing ထဲတော့ wine စူနေတော့ကျွတ်စူနေတာပေါ့စူနေတဲ့ water စူနေတဲ့ water ပေါ့နော်စူနေတဲ့ water ဆိုတာပါလေရေစူတာပေါ့ရေစူနေတော့ရေဆိုရင် boiling water အကယ်၍များ boiled wine water ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာဖြစ်သွားပြီလဲ wine water စူပြီးတော့ရေစူပြီးနေယူအမှဆိုရင်ကြည့် ing ဆိုတဲ့စကားလုံး ed ဆိုတဲ့စကားလုံးဒါတွေဒီပါတီနဲ့သုံးတာလဲ adjective အနေနဲ့သုံးရဲဆိုတော့သိရမယ်တပ်ပင်တော့တပ်ပင်လဲကြနေတဲ့တပ်ပင် FALLEN fallen tree တပ်ပင်တော့တပ်ပင်မတပ်ပင်လဲကြနေတဲ့တပ်ပင်အမှဆိုလို့ရှိရင်တော့ tree ဆိုတဲ့အဓိပ္ပာယ်ကိုဖြည့်အောင် fallen en ဆိုတဲ့စကားလုံးလေးကဖြည့်ပေးထားတာဖြစ်ပါတယ်နေဝင်နေပြီနေဝင်ဆက်ဆက်အချိန်ကိုပေါ့နော်ငါတို့ပြုကြည့်ရမယ်ဆိုတဲ့အဓိပ္ပာယ်အမှဆိုလို့ရှိရင်တော့ set နေဝင်တာ setting setting sun မှာဆိုရင်ကြည့်လိုက်ပါ setting sun ဝင်နေစေနေပေါ့နော်နေဝင်စေအချိန်ပေါ့အမှဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒီ verb မှာ ing တွေ ed တွေ en တွေကိုပေါင်းထည့်ပြီးတော့ဘယ်ပုံစံကိုပြောင်းလဲ we have changed to adjective forms နော်ကျွန်တော် adjective ပုံစံကိုပြောင်းပြီးတော့အဓိပ္ပာယ်လေးတွေဒီလိုထွက်လာပါတယ်ဒီချက်ကိုလည်းကျွန်တော်တို့မေးလို့မရဘူးဆိုတာကိုမှတ်ထားပြပါခင်ဗျာမှာကြည့်လိုက်ပါခင်ဗျာနံပါတ်5အနေနဲ့ကတော့ဘာလို့သွားမှာလဲဆိုတော့ verb ဆိုတဲ့ကရိယာဖြစ်ပါတယ်နံပါတ်5ပါ verb ကရိယာ what is verb ဆိုတာဘာလဲကျွန်တော်စဉ်းစားလိုက်တဲ့အခါမှာကရိယာပြူတာတွေကိုပြတယ်ဖြစ်တာတွေကိုပြတယ်ရှိတာတွေကိုပြတယ်ကျွန်တော်တို့ကဒါကရိယာလို့သုံးတယ်ဒီတို့ကြောင့်ပြူခြင်းဖြစ်ခြင်းရှိခြင်းကိုဖော်ပြတာလူတယောက်ကဘာတွေပြောနေတယ်ဘာတွေလုပ်နေတယ်ဆိုတဲ့အကြောင်းအရာတွေကိုသိဖို့အတွက် verb ဆိုတဲ့စကားလုံးလေးကကိုးစားပြုတယ်ဖော်ပြပေးနေတယ်ဒီတို့ကြောင့် what is verb it is a do you or say you are ပြောတဲ့စကားလုံးပြုတဲ့စကားလုံး it tells what a person or thing is or happens or suffers ဘာတွေဖြစ်ပြနေရဲဘာတွေခံစားနေရတယ်ဆိုတော့ပြဖို့အတွက် verb ဆိုတဲ့ကရိယာကိုသုံးတယ် verb ဆိုတာကတော့ဒီနဲ့စုံတယ်ပေါ့နော် verb ဆိုတဲ့ကရိယာဒီမှာလာပါပြီဆိုတော့က adjective တော့ကနေဒီပြောင်းမှုအတွက် verb ဆိုတဲ့စကားလုံးလေးနဲ့တွဲပြီးသွားရင် big ကြီးတော့ is big ကြီးဒီဆိုတဲ့အဓိပ္ပာယ် beautiful လှပတော့ verb to be နဲ့တွဲတဲ့အခါမှာ is beautiful လှပဒီဆိုတဲ့အဓိပ္ပာယ်ကိုပြောင်းသွားအောင်လုပ်ပေးတာဒီ verb ဆိုတဲ့စကားလုံးတွေပါဝင်နေတာဖြစ်ပါတယ်ခင်ဗျာ a verb is a doing word
or saying what ပြောတဲ့စကားပြုတဲ့စကားလုံးပြောတဲ့စကားလုံးဖြစ်တယ် it tells us what a person or thing is does or suffers ဒီလူတယောက်ဟာပစ္စည်းတစ်ခုဟာဘာဖြစ်တယ်နော်ဘလို့ဖြစ်တယ်လူဟာဘလို့ခံစားနေရတယ်ဘာတွေပြုလုပ်နေရဆိုတာကိုဖော်ပြဖို့တဲ့ verb ဆိုတဲ့ကရိယာကိုသုံးပါတယ်ပြုခြင်းဖြစ်ခြင်းရှိခြင်းကိုဖော်ပြတာ verb ကရိယာပါ I am singing ငါသချင်းဆိုနေတယ်ကျွန်တော်သချင်းဆိုနေတယ်ဒါပြုတာကိုပြောတာဒီမှာဆိုရင်တော့ဖြစ်တာ I am a doctor ကျွန်တော်ဟာဆရာဝန်တစ်ယောက်ပါဖြစ်တာကိုပြတာ I have $10ကျွန်တော်မှာဒေါ်လာ30ရှိတယ်ဒါဒီပါကိုပြတာလဲရှိတာကိုဖော်ပြတာပြုခြင်းဖြစ်ခြင်းရှိတာကိုဖော်ပြတဲ့စကားလုံးတွေမှန်သမျှ verb ကရိယာပါခင်ဗျာမရှိမဖြစ်လိုအပ်တာကျွန်တော်နေ့စဉ်လှူရှားသွားလာမှုမှာအမြဲတမ်းပါဝင်နှီးညွှန်းနေတာ verb ကရိယာပါကျွန်တော်တို့ verb အခန်းကိုရောက်လာပြီဆိုတော့ ਨੇ subject verb object ဆိုတဲ့အကြောင်းအရာကိုသိရတော့မှာဖြစ်ပါတယ် subject verb object subject ဆိုတာပြုလုပ်တဲ့သူ object ဆိုတာကတော့ခံရတဲ့သူ subject verb object so in new sentences we have to use subject verb object စာလုံးတစ်ချောင်းရဖို့အတွက်ငါတို့သုံးရမှာဒီ subject verb object ကိုဟာနဲ့ကိုပေါ့နော်ပြန်ပြီးတော့သတိပေးရမယ်ကျွန်တော်တို့သတိပေးရမယ်ပေါ့နော် we eat rice ကျွန်တော်တို့ဟာသမင်းစားတယ် we eat rice subject we rice object သမင်းအစားခံရတာ verb ဆိုတဲ့ဟာကတော့စားသည်ပေါ့နော်နောက်တစ်ကြောင်း we go to school ကျွန်တော်တို့ဟာသွားတယ်ဟိုသွားလဲကျောင်းကိုသွားတယ်အမှစကားလုံးကြီးကျွန်တော်တို့ကြည့်လိုက် we eat rice သမင်းတန်းစားတာ we go school ကျွန်တော်တို့သွားကျောင်းသွားတာတန်းရေးလို့ရလားမရဘူး to2 ဆိုတဲ့စကားလုံးနေရာကိုပြဘယ်ကိုသွားတာလဲကျောင်းကိုသွားတာဘယ်မှာနေတာလဲအိယာပေါ်မှာနေတာဘယ်မှာရှိတာလဲချင်းထဲမှာရှိတာအဲ့ဒီစကားလုံးလေးတွေနေရာလေးတွေကိုညွှန်ပြတဲ့အခါမှာကျွန်တော်တို့ preposition တစ်လုံးလုံးကတ်ပြီးမှရေးရတဲ့ verb ရေးလို့ရတဲ့ verb preposition ကတ်စရာမလိုတဲ့ verb အဲ့ဒီနှစ်မျိုးလေးကိုကျွန်တော်ပပလေးသတိထားပေးရမယ်ပေါ့နော်နည်းနည်းလေးသတိထားပေးရမယ် we eat rice ဒီမှာဆိုရင်တော့ဒါဒီဓာတ်ရိုက်တန်းလိုက်တဲ့ object ဒီမှာဆိုလို့ရှိရင်တော့ object ဓာတ်ရိုက်တန်းလိုက်လို့မရဘူး preposition တစ်ခုခုခံပြီးမှရေးလို့ရတဲ့ verb အဲ့ဒီနှစ်မျိုးကဘာတွေလဲ subject verb object verb ကနောက်မှာနာမ်နာစာဓာတ်ရိုက်တန်းလာလို့ရရင်ကျွန်တော်တို့က transitive verb လို့ခေါ်တယ် transitive transitive verb can ယူတဲ့ကရိယာလို့ခေါ်တယ် can ယူတဲ့ကရိယာဒါကကြတော့ object ဓာတ်ရိုက်တန်းလို့မရဘူး preposition တစ်ခုခုခံပြီးမှလိုက်လို့ရတဲ့နာမ်နာစာတွေထည့်ပြရမယ်ဆိုရင်တော့ဒါကိုကျွန်တော်တို့ကintransitive လို့ခေါ်တယ် intransitive intransitive verb ကံယူရလားကံမယူရလားဆိုတော့ဓာတ်ရိုက်လိုက်လို့မရတော့ကံမယူတဲ့ကရိယာဒီအတွက်ကြောင့် please don't forget these two words transitive verb intransitive verb object တစ်ခုခုဓာတ်ရိုက်တန်းလာလို့ရရင်ကံယူကရိယာ transitive verb ဓာတ်ရိုက်တန်းလာလို့မရဘူး preposition တစ်ခုခုခံရမယ်ဆိုရင်တော့ intransitive verb ဖြစ်ပါတယ်ခင်ဗျာHere your examples ဒီမှာ example အနေနဲ့ကျွန်တော်ပေးချင်တာက I see a snake ကျွန်တော်မွေးတစ်ကောင်ကိုမြင်တယ် see transitive verb လား intransitive verb လားသူရဲ့နာမ preposition တစ်လုံးလုံးမကတ်တာဖြစ်တဲ့အတွက်ကြောင့် SEEC ဆိုတဲ့စကားလုံးဒီ transitive verb ဖြစ်တယ် She sleeps on the bed သူမဟာအိပ်ယာပေါ်မှာအိပ်တယ်ဆိုတော့ sleep the bed တန်းရေးလို့ရလားမရဘူး preposition တစ်ခုခုခံပြီးမှရေးလို့ရတာဖြစ်တဲ့အတွက်ကြောင့်we have to use intransitive verbs ကံမယူတဲ့ကရိယာ verb ကိုသုံးပေးရမှာဖြစ်တယ်ဒီစာကြောင်းလေးမှာဆိုရင် look at these two sentences စာကြောင်းနှစ်ကြောင်းကိုကြည့်လိုက်ပါ rings ခေါင်းလောင်းတီးသည်ခေါင်းလောင်းမြည်သည် rings သူ့ရဲ့အသုံးလေးကိုကြည့်လိုက်ပါ you can see here the headmaster rings the bell ကျောင်းဆရာကြီးဟာခေါင်းလောင်းကိုတီးတယ်ပေါ့နော်ခေါင်းလောင်းတီးတယ် subject ကနောက်မှာverb လိုက်တယ် object ဓာတ်ရိုက်တန်းလိုက်တယ်ဒီအတွက်ကြောင့် transitive verb ရော intransitive verb ကိုနှစ်မျိုးသုံးလို့ရတာကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒါဒီ subject verb object ဒီမှာကြည့်လိုက်ပါ the school bell rings at 9 o'clock ကျောင်းခေါင်းလောင်းဟာဘယ်နှနာရီမှမြည်လဲ9နာရီမှမြည်တယ် the school bell rings 9 o'clock တန်းလို့မရဘူးသူ့ရဲ့နောက်မှာ9 o'clock ရဲ့ရှေ့မှာ
at ဆိုတဲ့ preposition အချင်းကိုပြတဲ့စကားလုံးတစ်လုံးလုံးခံပြီးမှသုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီစာကြောင်းဒီ intransitive verb ကံယူတဲ့ကရိယာအပေါ်ကစာကြောင်းဒီကံယူတဲ့ကရိယာဖြစ်ပါတယ်ဒီမှာမှကျွန်တော်တို့က verb တည်သွားပြီကံယူတဲ့ကရိယာကံယူတဲ့ကရိယာနှစ်မျိုးတော့ကွဲသွားပြီဒီကျွန်တော်ငငယ်တုန်းကသင်ယူခဲ့တဲ့အတိုင်းပဲ buff 1 buff 2 buff 3တွေကိုသတိထားဖို့ကျွန်တော်သတိပေးပါမယ်ပထမတစ်ချက်ကတော့ buff 1ပါနောက်တစ်ချက်ကတော့ buff 2ပါ number 3ကတော့ buff 3 number 4ကတော့ buff 4လို့ခေါ်တယ် buff ing ဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့သတိထားပေးရမယ် buff အသုံးသုံး assistant buff 1 buff 2 buff 3ပြောင်းတာတွေရှိပါတယ်PLAY play ဆိုတာကစားတာ buff 2ကိုပြောင်းတဲ့အခါမှာ y ရဲ့ရှေ့မှာတရရှိပါတယ် AAIOU ဆိုတဲ့တတလုံးတစ်လုံးရှိနေတဲ့အခါမှာကျွန်တော်တို့ကဘာမှပြောင်းစရာမလိုပါဘူး PLAYED plate ပြောင်းသွားတယ်ဒီဟာဒီ buff 2ဆိုတဲ့ plate နဲ့ buff 3ဆိုတဲ့ plate ဒီတူပါတယ်ပြောင်းလဲမှုမရှိပါဘူး PLAYED buff ing ရောလွယ်ပါတယ် PLAYING playing နောက်တစ်ချက်ကြည့်လိုက်ရအောင် CRY crime y ရဲ့ရှေ့မှာ AEIOU မရှိပါဘူးကျွန်တော်တို့ y ကိုဘယ်ကိုပြောင်းပြရလဲဆိုလို့ရှိရင်เนาะ we can change y to I ပြောင်းပြရပါတယ် y ကိုအောင် I ပြောင်းပြရပါတယ် CRIED crime is here the same crime buff 2လဲ crime buff 3လဲ crime buff ing ကြတော့ပြန်ပြောင်းစရာမလိုပါဘူးမူလ buff ကိုပဲ CRYING crime ပြောင်းလိုက်ရုံပါပဲသူ့ရဲ့အသုံးလေးပေါ့ပြောင်းလဲချက်ကလေးကိုကျွန်တော်သတိထားပြရမယ်နောက်တစ်ခုကကြတော့ DRAW draw ရေးဆွဲတယ်ပုံဆွဲတယ် buff 2ပြောင်းတဲ့အခါမှာအလဲကောင်ငါ A ကို E ပြောင်းပေးရပါတယ်သူတို့ပြောင်းလဲပုံအစစ်စစ်ရှိတယ်ပေါ့နော်ပြောင်းလဲပုံသူ့နေရာနဲ့သူ့မူနဲ့သူမရှိဘူးမူကွဲလေးတွေကိုသတိထားပြရမှာဖြစ်ပါတယ် DRAW draw ဘာ3ကြတော့အဲ့ဒီ buff 1လေးကိုကျွန်တော်ကဘယ်ကိုပြောင်းပြရလဲဆိုတော့ကြည့်လိုက်ပါDRAW ပြန်ရေးမယ် N ထည့်လိုက်ရုံပါပဲ draw through drawn ဖြစ်သွားတယ်နောက်ကတော့ပြောင်းလဲမှုမရှိ DRAW မှာ ING ထည့်လိုက်ရုံပါပဲခင်ဗျာနောက်တစ်ခုကျွန်တော်ကြည့်လိုက်ရအောင်သူနဲ့အတူဆိုလို့ရှိရင်တော့ DRIVE drive ဒီမှာဆိုရင် DRI လေးကိုဘယ်ကိုပြောင်းပြရလဲ DROVE drove buff 2ပြောင်းပြရတယ် buff 3ကြတော့ဒီရှိရဆုံးထားတဲ့စကားလုံးလေးကို N လေးထည့်လိုက်ရုံပါပဲ DRIVEN driving ဖြစ်တယ် buff ing ရောလွယ်ကူပါတယ် E နဲ့ဆုံးထားတာဖြစ်တဲ့အတွက်ကြောင့် E ကို I ပြောင်းပြီးတော့ NG ထည့်ပေးရပါမယ် DRIVING driving သူ့ရဲ့အသုံးစကားလုံးပြောင်းလဲပုံလေးတွေကိုကျွန်တော်တို့တွေဂရုတစိုက်လေးနဲ့လေ့လာကြရမှာဖြစ်ပါတယ် forget ဒါမေ့တယ်ပေါ့နော်သူ့ကို buff 2ပြောင်းတဲ့အခါကျတော့ FORGOT forgot buff 3ကြတော့ FORGOTTEN gotten forget forgot forgotten နောက်ဆုံး buff ing ကြတော့ FORGETTING forgetting ဖြစ်သွားပါတယ်ဒီမှာဒီ become buff 1 BECAME becameဒီမှာကျတော့ buff 1နဲ့ buff 3နဲ့တွားပြီးတော့တူတယ်ခင်ဗျစကားလုံးကဒီတို့ကြောင့် BECOME ကိုပြန်သုံးပေးရတယ် E နဲ့ဆုံးထားတယ် ING ပြောင်းတော့ E ကိုဘာပါလဲဖြုတ်ပြီးတော့ ING ဆက်ပေးရတယ် BECOMING becoming ဖြစ်သွားတယ် hold ကင်ထားတယ်ကျင်းပါတယ်သုံးလို့ရတယ် HAND heart O ပြောင်းသွားတယ် buff 2နဲ့ buff 3ဒီမှာကျတော့တူသွားတယ်ခင်ဗျ hold had buff 1ကိုပြန်သုံးတော့ holden HONDING holden the next one is heard ဒီမှာဆိုလို့ရှိရင်တော့ကြားတယ်အတန်ကြားတယ်ဒီမှာကျတော့ကျွန်တော်တို့ A ကိုတခြားနေရာပြောင်းတာတို့ ED ထည့်ရတို့မရှိတော့ဘာလေးပဲထည့်ရုံပဲဆိုတော့ D ဆိုတဲ့စကားလုံးလေးထည့်ရုံနဲ့ HEARD heart HEARD heart buff ing ကြတော့လွယ်ကူတဲ့ hearing ထည့်လိုက်ရုံနောက်တစ်ခု get ရတယ် GOT got buff 2နဲ့ buff 3တူတယ်နောက်ဆုံးကြတော့GETTING getting
getting နော်စကားလုံးအသုံး getting ဆိုတော့မဲဆိုတဲ့စကားလုံး adjective နဲ့တွဲသုံးရင်အများအပြားစကားပြောမှာသုံးရတယ် getting cud cat သုံးတယ်ဒီမှာကျတော့ထူးခြားတယ်ခင်ဗျ verb 2ရော verb 3ရောတူရဲ့စကားလုံးတွေပဲဖြစ်တယ်ကျန်တဲ့စကားလုံးတွေလည်းအများကြီးရှိပါသေးတယ် cud cat 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 cud cat cutting catting ကပြောင်းလဲပုံလေးတွေ cost 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 costing costing ဒါဒီ put pot put pot put pot putting potting နောက်စကားလုံးစဖတ်တာကျွန်တော်တို့ bar 1 bar 2 bar 3ဒီတူရဲ့အတွက်ကြောင့် I read read အတန်းလေးတွေနဲ့꿰သွားတယ် reading ကျွန်တော်စဖတ်ကတော့ရင်းနှီးပြီးသားစကားလုံး bar 1 bar 2 bar 3တွေလည်းတူတဲ့ပေါ့နော်ဒီနောက်ဆုံးအဆင့်ရတော့ဒီကြောင့် buff ကပြောင်းလဲပုံအဆင့်တွေမျိုးစုံရှိတာကနေကျွန်တော်တို့စကားပြောတွေမှာရင်းနှီးဖို့တိမိမိသုံးတဲ့အခါမှာကျွန်တော်သတိထားပြီးတော့သုံးအောင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ buff အနေနဲ့ကျွန်တော်စကားပြောတွေမှာသုံးရမယ် dances 12မျိုးရှိတယ်အများအပြားပေါ့နော်ဒါဒီ12မျိုးရှိတယ်အဲ့12မျိုးမှာကျွန်တော်အသုံးတွေဘယ်လိုသုံးရမလဲဆိုတာကိုစတင်ပြီးတော့လေ့လာကြရအောင် number 1 simple present tense verb မှာs es ies ထဲတဲ့ subject အနေအများညှိရမယ်ကျွန်တော်တို့နော်ဒီအတွက်ကြောင့်မှန်ကန်ကြောင်းကိုပြတာရောပုံမှန်အလေးအကျင့်တွေယခုဖြစ်တဲ့လှုပ်ရှားတာကိုပြဖို့အတွက် simple present tense ကိုသုံးတယ် I usually get it early ကျွန်တော်အိပ်ရာစောစောထားတယ်ဒါကိုယ့်ရဲ့ပုံမှန်အလေးအကျင့်ကိုဖော်ပြတာ I'm studying my lessons every day ကျွန်တော်သင်ခန်းစာကိုနေ့တိုင်းလေ့လာတယ်ဒါဒီ I study my lesson verb ဆိုတဲ့ကရိယာ get it စောစောထားတယ်ဆိုတဲ့ကရိယာကြီးပဲဖြစ်တယ် subject အနေနဲ့ကိုကြည့်တော့ I ဒီအများသုံးလားအနည်းသုံးလားအများသုံးကျွန်တော်လည်းသုံးတယ်ကျမလည်းသုံးတယ် SES ထည့်စရာမလို